တိုင်းပြောကြတယ်ငါအပြည့်ရင်သူကအဲ့လိုဂျုံနော် ဒုတိယကစိမ့်နေပြီးတော့ကံပေးမှဆိုပင်ကန်းကြီးကဘေးမှာသွားပြီးတော့အော်လဲဘာညာကွာပြောတယ်ကွာပြောပြီးတော့ဂရုံးတူရတယ်စိမ့်နေပြီးအဲဂရုံးကောက်ပြီးပင်လည်းကောက်ပြလိုက်တာပင်လည်းမှာအဲဂရုံးကမြောင်းနေတယ်မျောနေပြီတယ်ဘာလို့လဲ ဘယ်မှမဟုတ်ဘူးချိပုံပြီ အော်ဘာလဲရအေးဟောကဘာလဲပြောကဘာပြပါမင်းကင်မရာနဲ့မစိမ့်ရဘူးခုကလူငယ်ကင်မရာသိရင်မတူတဲ့လည်းပြောက်မှာနော်ကင်မရာမစိမ့်ရဘူးကင်မရာလည်းပြောမှအားအောင်ပါပြောရဲဆိုရမှာမင်းဟောပြမှာပြောဘာလဲလို့ ဆုတ်လိုက်မို့လိုက်တော့မို့တော့ဒီကဖားပြီးကဲဆိုမင်းနဲ့ငါလည်းလမ်းကြောင်းပြောင်း ဘာမပေးပြီလားဘာမေးပြီလားဘာမေးပြီလား တန်းနေ ဘာမေးပြီလားကောင်းကောင်းဘာမေးပြီလားအယောင် ကောင်းတဲ့ဒီလောက်မှတော့မှာ မပေးသေးမင်းတို့ဆရာကြီးကိုသွားမေးမလား လမ်းကြောင်းပြောင်းအဲ့မ မင်းတို့ဆရာကိုရဲတော့သွားမေးမလား မင်းတို့မျိုးစဉ်းစားရမလို့သူ23ကောက်ပြေးပြီတယ်မင်းတွေ့ရမလား အဲ့ဒါပဲရှိတယ် မဟုတ်ပါလားရက်တုံးလက်တုံးတကောင်မှု ဒီဘောကမင်းရုပ်လိုက်ပေါ်လာတယ်ပြည့်တဲ့ကောင်ကြက်မပြည့်တဲ့ကောင်ဟုတ်တယ်မလားသင်သားကြည့် ပြည့်တဲ့ကောင်ကြက်မပြည့်တဲ့ကောင်မှုပြည့်တဲ့ကောင်ကမှလည်းရလုံးတိမ်ဖြစ်နေလို့ အားစဉ်းစားရမလို့ပါဘူးခင်ဗျားတို့ကလည်း ကားကမှလည်းတင်းနေ ဖြေးပေးပြီလားကွာမပေးရင်ခဏရက်မှာကွာရော့